အားလုံးမင်္ဂလာပါအခုဆိုရင်တန်ပေါ့နော်ဝရင်စောတဲ့နီးလေးပေါ့အားလုံးအတူတူလေ့လာကြရအောင်လေကမုတ်တိုင်းဝရင်စောနီးပေါ့နော်ဒီတိုင်းသူအဆိုင်တိုင်းလေးဖြတ်မယ်ဆိုရင်တိတ်မလှပါဘူးနော်ဝရင်စောတဲ့အခါမှာဝရင်စောတဲ့အခါမှာလှပတိတအောင်ဒီနီးတိုင်းလေးလုပ်ကြည့်ရင်အားလုံးပိုကောင်းမယ်လို့ထင်ပါတယ်အားလုံးအတူတူလေ့လာကြရအောင်နော်အားလုံးအတူတူလိုက်လို့ကြည့်ရင်ဒီနေ့တိုင်းလေးကောင်းပါတယ်ဒီလိုကောင်းမွန်တဲ့တက်လက်ရတယ်အားလုံးဘုရားတရားရရှိကြပါလေအားလုံးအတူတူလိုက်လုပ်ကြပါရန်ကောင်းမှုပါတယ်စကူပြလေးနဲ့ကောက်ကြောင်းလိုက်တဲ့လိုက်လေးကိုကောင်းပါအတိုင်းလေး